စာလေးအပင်ချစ်တဲ့သူတွေကိုတခုလောက်အကူအညီတောင်းချင်လို့ပါနော်အဲ့ဒါဘာလဲဆိုတော့လေစာသိချင်တာလေးပေါ့နော်ဒီအပင်လေးကဘာအပင်လေးလဲဆိုတာကိုစာသိချင်တာသိလားဘာလို့လဲဆိုတော့လေဒီပင်ကစာစိုက်ထားတာမဟုတ်ဘူးကွာသိလားစိုက်ထားတာမဟုတ်ဘူးဆိုတာကွာစာဝယ်စိုက်ဖို့အတွက်ဝယ်လာတာမဟုတ်ဘူးစာကစပယ်ပင်လေးစိုက်ချင်လို့ဆိုပြီးတော့စပယ်ပင်လေးကိုပန်းအိုးလေးနဲ့ဝယ်လာခဲ့လိုက်တယ်အဲ့ဒီစပယ်ပင်ကကွာစားလက်ထဲမှာကွာအပွင့်နေအများကြီးပွင့်နေအဖူးတွေအများကြီးဖူးတယ်အဲ့လိုဖြစ်တယ်နော်ဒါပေမဲ့နောက်ပိုင်းကျတော့လေဒီအပင်လေးရလေတဖြည်းဖြည်းနဲ့လေကြီးလာပြီးတော့ခုလိုရွယ်လေးရှောက်လာတာသိလားဒါပေမဲ့ဒီပင်ကလေဘာပင်လဲဆိုတာကိုဆန်ကမသိဘူးသိချင်တာပေါ့နော်ဒီပင်လေးကကွာအသီးပင်လားဒါမှမဟုတ်လို့ရှိရင်စားလို့ရတဲ့အရွက်ပင်လားပန်းပင်လားပေါ့နော်အဲ့လိုလေးသိချင်တာကွာသိလားတကယ်လို့ तू ကလေတက်ဆိုင်ဖို့လိုအပ်တယ်ဆိုလို့ရှိရင်ဆန်ကကွာသူ့ကိုလေဒီပန်းပြိုအိုးလေးနဲ့ပေါ့နော်တီးတနက်လေးကွာထားပြီးတော့လေသူ့ကိုစိုက်ချင်လို့အခုတော့ဆန်ကဘလို့လဲဆိုတော့စပယ်ပင်ထဲမှာပဲကွာသိလား तू ကထွက်နေတာဆိုတော့လေစပယ်ပင်ထဲမှာပဲရှိနေ